unfold with us chapter 1လေးကိုမှာတရားဝင် officially စလိုက်ချင်ပါတယ်ဆိုတော့ဒါကိုမိခွန်းလေးတစ်ခုနဲ့စလိုက်ချင်တယ်နော်ဆိုတော့ရဲမှာအကုန်လုံးကလည်းအမျိုးသမီးဖြစ်တယ်ဆိုတော့ညီမလည်းအဲ့ထဲမှာအရင်ဆုံး Aries ခံစားချက်လေးပေါ့နော်အဲ့တော့ဘလို့လဲဆိုလို့ရှိရင်တော်တော်များများပြောကြတယ် okay လူငယ်တယောက်ဖြစ်တဲ့project တွေအများကြီးလုပ်နေရဲတစ်ဖက်မှာအလုပ်တွေအများကြီးလုပ်နေရပေါ့နော်ဆိုတော့ဒီအဆင်ပြေနေရပဲဆိုတာမျိုးပြောကြရတယ်ပေါ့နော်ဆိုတော့ဒါမှစိတ်ထဲမှာလေအဲ့လိုမျိုး am I on the right track ဆိုရခံစားချက်မျိုးလေဆိုတော့အဲ့လိုမျိုးခံစားချက်ကခဏရှိရပေါ့နော်ဆိုတော့ဒါအမားစိတ်ဆိုလို့ရှိရင်လေကျောင်းဝတ်တက်တယ်ပြီးတော့ corporate life ထဲမှာ corporate life ထဲကနေမှentrepreneur life ကိုပြောင်းလာတယ်ပြီးလို့ရှိရင်ဒါ global safety ပေါ့နော် global food safety ဆိုတဲ့ဟာလေးကို founded လုပ်ထားတယ်အဲ့လိုမျိုးဒီအလုပ်တွေတစ်ခုပြီးတစ်ခုစက်တိုက်လုပ်တဲ့အခါအားလုံးကတော့အမစိတ်အရင်greener ပဲအမဆိုတာကိုပြောတာကြားဘူးမှာပေါ့နော်ဆိုတော့ဒါပေမဲ့စိတ်ထဲမှာဟဲ့ငါလုပ်တာမှန်ရဲ့လားဆိုတော့ moment လေးညရှိခဲ့ဘူးလားပေါ့နော်ဆိုတော့မိကွန်းလေးအဲ့ဒါနဲ့စလိုက်ချင်ပါတယ်မှာပေါ့ရှိပါတယ်အမျိုးသမီးတယောက်ပဲဆိုတော့လေနော်အမျိုးသမီးတိုင်းတော့သောရမိုင်ကအမျိုးသမီးတွေကြီးပဲပေါ့ဘူးအမျိုးသမီးတိုင်းလူတိုင်းပေါ့လေတကယ်တမ်းပြောရင်ခံစားကြရတဲ့မှန်ရဲ့လားလုံနေတာတွေကဟုတ်ရဲ့သားဆိုတော့ခံစားချက်တွေကခဏပဲဖြစ်ရပါတယ်ဘယ်ကနေစပြီးတော့ဖြစ်တယ်လဲဆိုရင်စပြီးတော့ကျောင်းစတက်ကြရပဲဒီကြောက်ပေါ့နော်ကျောင်းစတက်တယ်ဆိုတာကဒီမနိုင်ငံမှာကျွန်တော်ဒီဘွဲ့တက်ပါတယ်ဒီဘွဲ့တက်တော့ဒုတိယနှစ်ပြီးတဲ့ခါကျလို့ရှိရင်မေဂျာစပြီးတော့ရေးရတယ်ပေါ့နော်မေဂျာရေးတော့အဲ့ဒီလုံးကခစ်စားတာတွေက electronics တို့ civil တို့ခစ်စားတာဒါပေမဲ့ကိုကအဲ့ဒီဟာတွေကိုကဥမာဆိုတော့ electronics ဆိုရင်သူကအရန်ဟိုအသေးစိတ်တိကျရအဲ့လိုတိကျရရဲ့ပဲကြောင့်ကိုကဒါနဲ့ငါနဲ့မဖြစ်ဘူးပေါ့အဲ့ဒါကိုမယူရဲဘူးပေါ့အမှန်တော့လေမယူချင်တာတော့မဟုတ်ဘူးမယူရဲဘူးပေါ့ civil ဆိုပြန်တော့လေသူကလေရုပ်ဘူးတွေအများကြီးနဲ့နေဘူးထဲမှာအလုပ်လုပ်ရမှာလုပ်ငန်းဝင်ရပဲယောက်ျားတွေအများကြီးနေမှာပဲဒါနဲ့ဖြစ်ပါမလားမဖြစ်ပါဘူးအဲ့ဒါလည်းမယူရဲပြန်ဘူးအဲ့ဒါနောက်ကျတော့နောက်ဆုံးကျတော့ဘာကိုယူဖြစ်လဲဆိုတော့ chemical engineering ကိုယူဖြစ်တယ် chemical engineering ကိုယူတဲ့အခါမှာခုနကလိုရှေ့ကဒီစေးတောင်းလို့ပါလို့ဒီပဲပေါ့နော်သူကရှေ့ကနေပြီးတော့ဦးစားပေးလျှောက်တဲ့လူတွေအမှတ်များများရရင်သူဦးစားပေးလျှောက်တဲ့ဟာကိုရဖို့တေးကြတယ်ပေါ့အဲ့လိုလျှောက်ရင်းနဲ့အမှတ်များတဲ့လူတွေကနားပြောလိုက်တဲ့နာမည်ကြီးတဲ့မေဂျာတွေဗာဒီတွေအများကြီးတော်တဲ့လူတွေပုံများသွားတယ်ပဲဆိုမှတော့ကိုယ့်ရဲ့ chemical မှာကြတော့အဲ့လောက်အရန်တော်တဲ့လူတွေကြံနေတော့ပေါ့နော်မကြံနေတော့တဲ့ခါကျတော့ပြောရလို့ရှိရင်ကိုဒီအတူချင်းတွေကနေပြီးတော့မှတဆင့်လိမ့်နဲ့မေဂျာကိုယူမိတယ်လို့ခံစားရတယ်နော်ဆိုတော့အတန်းထဲမှာဆိုရင်လည်းအဲ့လိုပဲဆိုတော့အင်ချာတို့ဘာလို့ဘာသာရမျိုးတွေတင်ရတဲ့ခါကျရင်ဆရာမတို့ဘာလို့ဆိုရင်ဆရာတို့ဘာလို့ဆိုရင်အရန်နာမည်ကြီးတဲ့ဆရာမတွေလာချင်မှလာအရန်နာမည်မကြီးတဲ့ဆရာမတွေနဲ့တင်ရင်တင်မယ်ပြီးလို့ရှိရင်အလကားတွေကိုကိုယ်စိတ်ထဲမှာအကုန်လိုက်တော့ငါကဘာဖြစ်လို့ဒါကြီးယူမိတာလဲသူများတွေလိုပဲနာမည်ကြီးတဲ့မေဂျာယူလိုက်ရင်ငါလည်းအဲ့လိုပို့ပြီးတော့လူတွေပုတ်တငယ်ချင်းတွေလည်းအများကြီးရှိပြီးတော့ပျော်စရာပိုကောင်းတဲ့တန်းထဲမှာနေရမှာပေါ့အခုကျတော့အခြားမေဂျာတွေဘောင်းစုံပဲလေတွဲပြီးတော့တက်ရတယ်အလကားနေရင်ကိုတဆင့်နေတယ်လို့ခံပါတယ်နော်ဆိုတော့အဲ့တော့ငါလုပ်တာမှန်ရဲ့လားအဲ့မှာစဆိုတော့ပထမဦးဆုံးဘဝရဲ့ရွေးချက်လေအဲ့ရွေးချက်ကိုပထမဆုံးရွေးချက်မှုလုပ်လိုက်တဲ့အချိန်မှာပဲစပြီးတော့မှန်ရဲ့လားငါဘာလို့ဒါကြီးကိုယူမိပါလဲတကယ်တမ်းဆိုရင်ငါဟိုဟာလေးကိုလုပ်ခဲ့ရရင်ကောင်းသားဆိုတဲ့အဖြစ်ပြီးအဲ့မှာလေးကစတော့အဲ့ဒါဒီဆယ်ကျော်တဲ့အရွယ်ပေါ့ဆယ်ကျော်တဲ့အရွယ်တက်လို့ကျောင်းသူရွယ်ကလေးကစခဲ့တာအခု90ကျော်လာပြီအဲ့ဒါရှိသေးလားဆိုရှိသေးတယ်ဘာဒီမှာပတ်ရှိလဲဆိုဥပမာအခုလိုချိန်ရုံမှာပေါ့နော်ခုစေတီဆိုတာစားတော့ဘေးရတဲ့တွေ့ရှိလို့ပြောလိုက်လို့ရှင်တခါတလေကျရင်လေလန်ရန်ကြီးကိုကြည့်ပြီးစကားပြောနေရပဲခံစားရတယ်လုပ်ငန်းတွေအနေနဲ့ဆိုရင်လည်းလေခုစေးပြီးလို့ရဈေးကြီးမှာပေါ့ဈေးကြီးအများကြီးတဲ့ရောင်းရပါမလားဒီလိုလက်မှတ်တွေရလဲပဲရောင်းရချင်မှရောင်းရမှာလေမဆိုင်ပါဘူးပေါ့ဟောအခုမျိုးတွေအမြင်များတဲ့အလုပ်ကိုကလုံးနေတာဖြစ်တဲ့အတွက်ကြောင့်အခါကြလို့ရှိရင်ငါလုံးနေတာလမ်းကြောင်းမှန်ရဲ့လားနော်ငါလုံးနေတာကစီးပွားရေးအရာရောတကယ်ဖြစ်နိုင်ခြေရှိရဲ့လားလူတွေရောတကယ်အကျိုးပြုနိုင်မှာတေချာရဲ့လားအဲ့လိုမျိုးနေခုထိလည်းရှိအောင်အဲ့တော့ဟိုဆယ်ကျော်တက်ကလေးကရှိလာတယ်မေးဖို့ခု90ကျော်တော့လည်းရှိတော့မယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်စပြီးရွေးချယ်မှုတွေစပြီးလုပ်ခဲ့အချိန်ကာလတွေရဟိုကိုယ့်ကိုစပြီးရှိခဲ့သွားတယ်ဆိုတော့ခုနပြောတဲ့ထဲမှာဆိုလို့ရှိရင်ပါသွားတယ်ဟိုကိုယ့်ကိုအဲ့လိုမျိုးအထင်အမြင်တွေအများကြီးပေးတဲ့လုပ်ငန်းကိုလုပ်တာမျိုးဖြစ်တယ်ဆိုတော့ကိုက
ဒီလမ်းကြောင်းကိုရောက်တဲ့အခါမှာတခုခုကိုလောက်တဲ့အခါမှာကိုကတော့ unit ချက်တွေအများကြီးညီမချက်တွေအများကြီးနဲ့ဒါလှုပ်ဆောင်တာပေါ့နော်အခုဆိုလို့ရှိရင်လည်း global food safety မှာဆိုလို့ရှိရင်လည်းဒါမဆင်လို့နေရဆိုလို့ရှိရင်လည်းကိုမှာ vision တွေ mission တွေအများကြီးရှိဒါပေမဲ့ဘေးကကိုရဲ့ရင်းနှီးရဲ့သူလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်မရင်းနှီးရဲ့သူလည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ရင်းနှီးရဲ့သူရဲ့စကားဆိုရင်ကိုပြီးတော့နားရဲဘူးအဲ့ဆိုရင်းနှီးရဲ့သူတယောက်အနေနဲ့အဲ့လိုမျိုးကိုရဲ့ vision ဟာမျိုးတစ်ခုခုပေါ့ဟဲနေအဲ့ဖြစ်နိုင်တာဟုတ်ရဲ့လားနင်ကြည့်လို့အောင်တော့ဆိုတဲ့ဟာကိုပြောကောင်းပြောခံရနိုင်တယ်ဆိုတော့တခုခုလုပ်လို့ရှိရင်အမြဲတမ်းတော့ဒါဘေးလူရဲ့စကားဆိုရှိရဆိုတော့အဲ့လိုမျိုးပြောခံခဲ့ရဘူးရဲ့ experience ပေါ့နော်တွေးကြုံခိုက်တန်လေးရရှိခဲ့ဘူးလားအဲ့လိုမျိုးဆိုရင်အမအနေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့တုတ်ကန်ချစ်ခဲ့လဲဟုတ်အဲ့မှာလေခုနကဇလန်းတွေကိုပဲပြန်ပြီးတော့ကုတ်ကရအောင်ပေါ့နော်အဲ့တော့ chemical engineer ယူလိုက်တယ်ဆိုတဲ့အချိန်မှာကျတော့ခမဦးဆုံးစပြီးတော့အဲ့အခုတော့ဆရာဆုံးသွားပါကျောင်းသားတွေအများကြီးချစ်ကြတဲ့ဆရာတော်လေဆရာတယောက်ကနေပြီးတော့မှတ်ရအဲ့ RID ရဲ့ကိုတိုင်နေတာလေးမှာဟဲ့အာယူထားလဲဆရာ chemical ယူလိုက်တယ်ဆရာအေးကောင်းတာပေါ့ဟင်းမိုးနားချက်အောင်လို့ရသွားပြီပေါ့နော်စိတ်ထဲမှာဆရာတယောက်နေလဲဒါနောက်တာလဲဖြစ်ရင်ဖြစ်တယ်အတီပြောတာလဲဖြစ်ရင်ဖြစ်မယ်မသိဘူးပေါ့နော်ဒါနဲ့ဆရာပြောတာမှားသလားဆိုတော့လဲမမှားဘူးဘာလို့လဲဆိုတော့သူက popular ဖြစ်နေတဲ့နေကြတတိမဟုတ်လေနေကြမဟုတ်တဲ့ခါကျတော့ဒီလိုပဲညီညမှာတယ်ဒီလိုပဲအများကလည်းအဲ့လိုယူဆတာဒီရှိမှာနော်အဲ့တော့အဲ့မှာခုနကပုဂ္ဂိုလ်ကိုတန်တရားတွေကအဲ့လိုကိုခင်မင်းလေးစားတဲ့သူတရားတွေပါကို comment တစ်ခုလောက်ပေးလိုက်လို့ရှိရင်အဲ့ခုနတန်တရားအိုကြီးလာပြီးတော့အင်းနေသွားပြီးချင်တယ်ကောနော်ငါစောတွေကဟိုလိုလေးလုံးလိုက်ကောင်းတာဆိုတဲ့စိတ်တွေကပြန်ဝင်တော့အဲ့ဒီလိုခံစားချက်ကလက်တွေ့ရလက်မပေါ်လာမချင်းမပြောက်ဘူးအဲ့တော့တခုခုလေးအခက်အခဲလေးကြုံလိုက်တိုင်းဆရာပြောတဲ့စကားပြန်ပြီးတော့နားလေးကိုကြားပြီးတဲ့အခါကျတော့ဟိုဟဲငါမှားပါပြီချင်တယ်ဆိုတဲ့အတွေးတွေကလည်းခဏရောက်ခဲ့ပေါ့နော်အဲ့တော့အဲ့ဒီဖြစ်ကအခုထိလည်းရှိတော့မယ်ခုနလေးပဲဒီအခုချိန်မှာလည်းဒါတွေဘာလို့လုပ်နေရလဲဖြစ်မှာမဟုတ်ပါဘူးဆိုတာမျိုးတွေပြောတဲ့သူတွေအများကြီးပဲရှိတာပဲအဲ့တော့နှစ်ခုပေါ့ကိုဟို comment ပေးလာတဲ့ခါကျရင်ကိုလေးဘလို့လက်ခံခဲ့ဘလို့သားခေါင်တယ်စီနေအပိုင်းရင်ပြီးနောက်တစ်ပွက်ကြတော့ကိုကရောသူများတွေကိုလွယ်လေး comment ပေးလိုက်မိတဲ့သူဖြစ်နေမလားဆိုတာနော်အဲ့တော့ကိုကိုလာပြီး comment ပေးတယ်ဆိုရင်အနေနဲ့များတော့ရင်ထဲမှာတော့ထိတယ်ခံစားရတယ်သူတပြင်းတော့ကိုလေးစားချစ်ခင်ရတဲ့သူတွေရပြီးကိုအဲ့လိုကိုသွားနေတဲ့လမ်းကြောင်းကိုသဘောမကျတဲ့အမြင်မျိုးပြောလိုက်လို့ရှိရင်ပို့ပြီးတော့ခံစားရတယ်ဒါပေမဲ့အဲ့လိုခံစားရပြီဆိုတဲ့ခါကျရင်ပထမဦးဆုံးကိုဘာလို့ရွေးခဲ့တာအဲ့တော့ခုနအကြောင်းကိစ္စနဲ့ပဲပြန်ပြောအရင်ဆုံးကဒီမီဂျာကိုဘာလို့ငါရွေးခဲ့တာဟိုကလည်းမကြိုက်တာလည်းမကြိုက်ဟိုကလည်းမလုံနိုင်တာလည်းမလုံနိုင်ငါလည်းရွေးခဲ့တာမဟုတ်ဘူးလားငါရွေးခဲ့ရင်တော့ငါဒီလမ်းကိုပဲရှောက်ရဒီလိုမျိုးကိုယ်စိတ်ကိုပြန်ပြီးအားတရတဲ့ခိုင်ရှိပါလားနော်သူကဘယ်အချိန်မှပျောက်သွားလဲဆိုတော့တကယ်ပဲအလုပ်တစ်ခုကိုပြင်းလုံနိုင်ပြီးတော့အဲ့အလုပ်ခွင်မှာပျော်သွားတဲ့အချိန်ကတော့နှာဆရာပြောတဲ့အားလေးကစီစရာလေးလို့လေးဖြစ်ပါအခုလိုမျိုးအလုံးကိုပြန်ပြီးမျှဝေလေးရတဲ့အခြေအနေတွေဖြစ်အဲ့တော့ရလက်မမြင်မချင်းတော့ဒီခန်းစားချက်ကရှိနေနိုင်တယ်ရလက်မြင်သွားပြီဆိုတဲ့ချိန်တိုင်းကိုယ့်ရဲ့ကိုဥတီထားတဲ့ဥတီချက်နဲ့ကိုလုံနေတဲ့အလုံးနဲ့ကြိုက်သွားပြီရလက်ပေါ်သွားပြီဆိုတဲ့ချိန်တိုင်းတော့ဘေးရတဲ့အားဖြည်းဖြည်းနဲ့မှိရတယ်အဲ့တော့အရင်ကြီးစိုးရိမ်စရာမရှိဘူးလို့ပြောနော်ကျွန်တော်အနေနဲ့ပို့ပြီးတော့သတိထားဖို့အရေးကြီးတယ်လို့ထင်တာကတော့သူများကိုပို့อ่ะအဲ့လိုလွယ်လွယ်လေး comment ပေးလိုက်မိပါနည်းနည်းတော့ဂရုစိုက်တဲ့ဘာလို့လဲဆိုတော့ကိုလိုပဲလို့တခုလေးကိုပေါ့ပါလေးပဲနော်ဒီစရာလေးပဲပြောလိုက်တာပဲဒါနဲ့ဟိုပြောခံလိုက်ရတဲ့လူဘက်မှာကအကြီးချင်းဖြစ်နေတာဒါကြောင့်မို့ကိုကနေခင်ဗျားကို comment ပေးတော့မယ်ဆိုရင်ဟောနည်းနည်းဂရုစိုက်အောင်နော်ခဏဟိုအိမ်ပြောသူတို့လည်းမှာလည်းပါတယ်လေဟိုကျမတို့စီမှာ comment လေးရရန်ပေါ်တာဟာအကြံဉာဏ်တွေကလည်းရန်ပေါ်တာပဲပေါ့နော်အခမဲ့ consultation တွေကလည်းရန်ပေးကြခါပဲဆိုတော့လေဒီကအဲ့ကမပါအောင်တော့ဂရုစိုက်ရမယ်ဒီစပူတာဟုတ်ကဲ့ဆိုတော့အခုအဲ့ပြောရတဲ့အချက်နောက်ဆုံးချက်အချက်ဖြစ်တဲ့ဟိုကအဲ့လိုလူမျိုးဖြစ်နေလားဆိုတာပြန်ပြီးတော့သုံးသပ်ဆိုတော့အဲ့အပိုင်းကိုတကယ်တဘောကြဆိုတော့နောက်တစ်ခုအနေနဲ့ညီမတို့ကအဲ့လိုအခုဆိုလို့ရှိရင်လေ Aris မေခွန်းနေပြီးနေတယ်မေခွန်းနေပြီးတဲ့အခါမှာမှတ်တရကောင်းနေဆိုတာမျိုးတဲ့အဲ့လိုမျိုးကိုနည်းနည်းလေးခံစားခဲ့ရရဆိုရင်မှတ်တရဆိုတာပို့ပြီးတော့မီးတက်မီးလေးရှိဆိုတော့အခုအဲ့တော့နည်းနည်းလေးပြန်ပြီးပြောင်းလိုက်ကြအဲ့ဆိုတော့ကိုယ့်ရဲ့အချိန်ကြီးဖ
က်တန်းလာရဲ့ဘဝတစ်ချောင်းမှာတွေ့ကြုံနေပြီးတော့ဟိုအများကြီးရှိခဲ့အဲ့တော့အဲ့ဒီထဲမှာ memory တစ်ခုအနေနဲ့ပျော်စရာကောင်းတဲ့ memory တွေလည်းရှိမယ်ပြီးလို့ရှိရင်နည်းနည်းဒါ depression ဖြစ်ခဲ့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဒါကိုယ့်ရဲ့စိတ်အဆင်မပြေဖြစ်ခဲ့ရတဲ့ memory တွေလည်းရှိနေဆိုတော့အဲ့နှစ်ခုရှင်လာလို့ရှိရင်ပေါ့နော်လူတွေအနေနဲ့များသောအားဖြင့်ကစိတ်အဆင်မပြေတဲ့ဟာပို့ပြီးတော့မှတ်မိလို့ကြတယ်နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ပျော်တဲ့ဟာကိုမေ့သွားတတ်ကြတယ်ဆိုတော့အမအနေနဲ့ရောကိုဒီလိုမျိုးခုနဆိုအချိန်မှာဆိုလို့ရှိရင်ခုနပြောရတဲ့မှာဆိုရင်အချိန်ကာလတစ်ခုကိုဖက်တန်းခဲ့ရတာဟိုဟာအဲ့တော့ဒီစိတ်အဆင်မပြေဘူးဆိုတဲ့ကာလတစ်ခုကလူတိုင်းမှာရှိကြနေလို့ဖြစ်တယ်အမားတို့မှလည်းရှိနေလို့ဖြစ်ဆိုတော့အဲ့ဒီခါမှာကိုယ့်ရဲ့ပျော်စရာ moment လေးဘယ်လိုမျိုးပြန်ဆွဲပေါ်လဲကိုယ့်ရဲ့ဒီငါမှအဲ့လိုအချိန်တစ်ခုရှိခဲ့ပါလားဆိုတာမျိုးဘယ်လိုမျိုးဒီကိုယ့်ရဲ့ဒီအဲ့လိုဖြတ်တန်းနေရတဲ့ကာလတစ်ခုမှာနော်ဘယ်လိုပြန်ပြီးဆွဲပေါ်တက်လဲအားလေးသိချင်တယ်အဲ့ဒါတော့လေကျင့်ယူပြီးတော့မှရလာတာပြောရငယ်တုန်းကအဲ့တက္ကသိုလ်တက်တဲ့အချိန်ဝေးကိုဟို field trip ပေးပါစေလေလာဘက်ချီပြီးတော့ဆင်းရပါတော့အဲ့လိုအချိန်လေးအဲ့ကာဘာကြီးမှာတော့ခဏလိုအထူးသဖြင့်တော့အဲ့ second year အောင်ပြီး third year ကိုရောက်တဲ့အချိန်မှာလေရင်ထဲမှာဒီပေါ့နော်ငါမှားသွားပြီလားဆိုရဲခန်းစားချက်အရန်ခံစားရတဲ့ဟာခုတည်းမမေ့လေပေါ်ဒီဟာဆွဲရဟောသူကခန်းစားချက်ကဆွဲနေမမေ့တခြားပြီးတော့ကြောင်းတက်တဲ့အချိန်လုံးကအလုပ်တစ်ဖက်နဲ့တက်တဲ့အခါကျတော့ဟိုအပျော်ပါကိစ္စတွေလည်းတိတ်မပြောဘူးI feel trip ပိုပဲလေအပျော်ခရီးလို့ပြောခေါ်ထားပြီးတော့သွားခဲ့တာပေါ့နော်စိတ်ယုံနေမှာသွားပြီးတော့လမ်းနဲ့ချီပြီးနေရတဲ့ဟာတွေကကိုယ့်အတွက်တငယ်ချင်းတွေနဲ့အတူတူသွားရတယ်ဆိုတာအဲ့လိုခါမျိုးပဲပေါ်ရှိပြီးတော့အဲ့တော့ဒီကြောင်းတက်တဲ့တောက်လျှောက်မှာပျော်စရာလို့ပြောလို့ရှိရင်အဲ့လို field trip ပိုသွားမယ်ဟိုမှာ sport ကိုချက်စားရတယ်စိတ်ယုံတွေကိုလေးလာရတယ်အဲ့ဒီကာလာတွေမှာတငယ်ချင်းတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေရတဲ့ကာလမျိုးပြီးလို့ရှိရင်ဆောင်းမနာနီးကြီးဆိုရင်တကယ်ချင်းတယောက်ကပင်နိုင်သူ့အိမ်ပေါ်ပြီးတော့စာတင်ပေးတယ်အဲ့ဒီအခါတွေမှာသူ့ရဲ့စေတနာသူ့ရဲ့ကိုယ်ရည်မှုတွေကိုသူအမှတ်တရရှိတဲ့ဟာမျိုးပြီးရင်နောက်တကယ်ချင်းတယောက်အိမ်ညာသွားပြီးတော့ဟုံလန်းစီပြီးတော့စာတွေလုပ်ကြတယ်အဲ့ကြရဲ့ Samuel pressure တစ်ဖက်စီနေလို့တကယ်ချင်းနေနဲ့အတူကြော်ပြရပြတဲ့အတွက်အရင်မပင်နိုင်လိုက်တဲ့ဟာမျိုးဒီလိုမျိုးကောင်းတဲ့ခံစားချက်လေးတွေတက်ရှိနေရဲ့ခုနကတော့ပင်မခက်ခဲတဲ့ခံစားချက်တွေပေါ့နော်အဲ့ခံစားချက်တွေကတက်ရှိတယ်ဒါပေမဲ့အဲ့ဒီကျွေလောက်ထိအောင်ဒီလိုမျိုးစိတ်ချမ်းသာမှုကိုတမိုးခါမယ်ဆိုတဲ့ဟာတိတ်မတိသေးအရန်ပျော်မှသာစိတ်ကနှက်မိတာအရန်မပျော်ဘူးပုံတော့တော့မှတ်မိတယ်နော်ဒါပေမဲ့တနေ့ကြီးလာတဲ့အခါကျတော့စင်ကူရောက်သွားပြီရောက်သွားပြီးတော့ဟိုမှာကျောင်းတက်တယ်ကျောင်းတက်ရင်းနဲ့ပဲအလုံးလုပ်တယ်ရန်ပင်မနဲ့အဲ့ရနေပြီးတော့မှအဲ့လိုကာလာတွေဒါလည်းအရင်ပြင်မဲ့တဲ့အချိန်မှာလည်းခုနလေးပြောစရာကိုခံစားရမယ်ဆိုရင်မသိသေးဘူးတော်တော်လေးအသားကျလာတဲ့အချိန်ကျမှသူကကိုဘွားကိုအဲ့လို reflection လုပ်တာ journaling လုပ်တာအဲ့ကြမှာစအဲ့ကြတော့မှဘာလုပ်မှလဲတကယ်ဥပ္ပကိုသေချာပြန်ပြီးတော့သုံးသပ်မိတာပါကိုမအခြေချမလားမြန်မာနိုင်ငံပြန်မလားလို့စဉ်းစားမိရဲ့အခြေရမှာတကယ်အများကြီးသုံးသပ်အဲ့လိုသုံးသပ်ရင်လည်းမှကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ခံစားချက်တွေမာရညာတွေကြည့်ဒီသူများနဲ့ကိုယ်နဲ့ရဲ့ဆက်ဆံပြီးအကြောင်းတွေဒါတွေကိုစပြီးတော့လေးလာတတ်တာပေါ့နော်ပြီးရင်နှလို့ပြောစရာဆိုတာကိုကံဘိုးထားမှကိုနဲ့အတူကြကြနေရဲဆိုတဲ့ဟာအကြမှတတိကအဲ့တော့အဲ့လိုဟာမျိုးရောက်လာတဲ့အခါကျတော့တေးသေးလေးရလည်းပဲကိုယ့်အတွက်ပြောစရာဖြစ်နိုင်ဥပမာဆိုတော့မှတ်မိသေးရဲ့စနေတင်းလေးတည်းရပေါ့နော်လမ်းလျှောက်ထွက်တာလမ်းဘေးမှာခရီးပန်းလေးကြာနေတယ်အဲ့ချီလည်းမြင်လိုက်တဲ့အချိန်မှာကိုယ့်အိမ်ကိုရပြန်ရောက်သွားဒီသေးလေးကနေပြီးတော့စိတ်ကျေနပ်မှုစိတ်ရွှင်လန်းမှုရောက်သွားတဲ့ခဏဆိုတော့အဲ့ဒီမှာကိုယ့်ရဲ့အသိစိတ်ကလည်းဒီလိုခံစားချက်ဆိုတာငါတန်ဖိုးခမ်းမှာငါအတိမတ်ပြုမှာငါနဲ့အတူတူနေမှာငါမေ့လိုက်လို့ရှိရင်သူကပျောက်သွားမှာပဲဆိုရဲအတိရပဲအဲ့ချိန်ကျတော့ရှိနေပြီဆိုတဲ့အခါကျအဲ့ဒါလေးကိုကနှက်မှတ်ချင်လေးတန်ဖိုးထားမိကိုယ့်ရဲ့ခံစားချက်ကိုပဲကိုယ်ပြန်ပြီးအတိမတ်ပြုအဲ့လိုလေးကြည့်လာတဲ့အခါကျတော့ကောင်းတာလေးတွေကကိုယ်နဲ့နည်းနည်းပို့ပြီးတော့ကြကြမဟုတ်လို့ရှိရင်တဘာဝအတိုင်းသာဆိုရင်မကောင်းတဲ့အရာတွေကလူနဲ့အကြကြီးရေဒီရင်ထဲမှာထိသွားတဲ့ခံစားချက်တွေကအကြကြီးရေသူကပျောက်ဖို့လွယ်ပျော်တဲ့ဟာလေးကြတော့ကိုကသာလေငါပျော်သွားတယ်ဟဲ့ငါကျဉ်းတ်သွားတယ်ဟဲ့လို့အတိမတ်မပြုတ်ပဲနဲ့ကာမန်လေးပဲဖြတ်တန်းလိုက်တော့ပျောက်တယ်ဆိုတော့အဲ့တော့လူရဲ့တမန်ကဒါကြောင့်မို့လို့ပေါ့နော်မီဒီယာတော့ဟာဆိုရင်လည်းကြည့်မကောင်းတဲ့သတင်းတွေဆိုးတဲ့သတင်းတွေဆိုရင်လေaccident ဖြစ်လို့လူပဲ2ယောက်တည်တယ်ဟေ့ဆိုဟာချက်ချင်းကို share ကြတာလေကောင်းတဲ့သတင်းတွေဖြစ်ဒီဆိုရင်လူတွေကတိတ်မ share ဘူးလူတပါသွားကိုအဲ့တိုင်းရှိတာအဲ့တော့ခုနလိုမျိုးပျော်ရွှင်စရာတွေကျေနပ်စရာတွေစိတ်ချမ်းမြေ့စရာတွေကိုနဲ့မြများရှိစေခြင်းနဲ့ကိုကအဲ့ဒါတွေကြကြမှတ်မိခြင်းနဲ့ဆိုရင်အလေးအကျင့်လုပ်ပြီးငါပျော်သွားတယ်
အော်ငါစိတ်ချမ်းသာသွားအဲ့ဒီခံစားချက်လေးကိုကအတိမတ်တွေ့ရင်တော့အများကြီးကိုယ့်တက်ပိုကောင်းတာတွေလည်းရောက်လာမယ်ပိုပြီးပျော်စရာတွေရောက်လာမယ်ခွန်အားတွေလည်းပိုရတယ်နော်အဲ့လိုလိချီရှိရတယ်ပြော ဟုတ်ကဲ့ပါခေတည်းဆိုတော့ဒီထဲမှာပါနော်အမရဲ့အများကြီးလေးရှိရဆိုတော့တစ်ချက်ပေါ့အမတို့ရောဒီထဲမှာကိုယ့်ရဲ့ပျော်ရွှင်စရာ moment တွေဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီအခိုက်အတန့်တစ်ခုကိုမှတ်မိနေတဲ့ memory လေးရှိလာအောင်ရှိလို့ရှိရင်ညီမတို့နဲ့တူမျှဝေပေးလို့ရနိုင်မှာဆိုတော့ဒီချက်လားမေးရတာဆိုတော့ဘယ်သူများမျှဝေပေးချင်တယ်ပေါ့မျှဝေပေးချင်တဲ့လူရင်းရှိလားရှင်ကြီးနေကြရဆိုတော့ညီမတို့ရှိရရှိတယ်ဒါပေမဲ့ခုမှပြောကြရင်ပြန်တွေးရโอเคဆိုတော့ညီမတို့ကရန် force မလုပ်ဘူးပေါ့နော်ဟိုတက်တာရှိမှ sharing လုပ်ပေးလို့ရဆိုတော့ဒီလေလို့ညီမတို့ဘာမှမဖြစ်ရင်နောက်ထပ်မေးခွန်းလေးတစ်ဆက်ပြီးတော့တွားကြနော်โอเคမဟုတ်မျှတွေးပါရဒီဝင်လို့မတဲ့လေကိုပြောစရာကိလေသာတဲ့ကိုလည်းစီလို့ရှိပါကိုလည်းကြရှိကိုအဲ့လိုဒီplan လုပ်ထားမှာကိုလည်းဒီကြရှိမှာစကားတစ်စားဒီဆိုတဲ့ခါတော့ပြရလဲဆိုကိုရှိသိကြတယ်နော်ကိုပြရတော့အောက်ပြရတော့ပြောတယ်ပြ80% လို့ပေါ့နားတယ်နောင်ကြကြီးကြီးတန်ကြီးလို့ကြောင့်ပြောပြအားများကြတာဆရာကသိရှိတော့အင်းတို့လားကိုမကြိုက်တာလေကိုဖြစ်ချင်တာလေစစ်စီရတယ်ကြာအများကြီးစိတ်ထားကြောင်ကြီးပေါ့နော်တိပုတ်တာတွေနားဟောင်းပဲပေါ့ဒီစိတ်ချမ်းသာစရာကြတော့ဟိုမရှိဘူးကြကြမထောင်းဘူး80%ဒီအဲ့ဒီကမှာရှိတော့ဟုတ်ကဲ့စိတ်ချမ်းသာတယ်80ရာခိုင်နှုန်းရှိပြီလေအဲ့ဒါကိုမေ့ပြီးမပွားတဲ့ကြလေးပြောတဲ့ကြလေးစကားလို့20% spot တောင်းတယ်ဒီနေ့မှာခဲ့ရတဲ့ရင်းနေလေပေါ့ကောင်းဆိုတော့စိတ်အေးရတဲ့ကိုကြီးအဲ့လိုကျွန်တော်ဖြစ်တယ်ပွားပေးရတယ်ကြားလို့တာလေးဟုတ်အဲ့တော့ဟာကျွန်တော်တို့လည်းဒီဆွဲတူအောင်အဲ့လိုအရာမျိုးတွေကောင်းမှဆွဲတယ်ကျွန်မလည်းဒီလိုပဲကျွန်မလည်းဒီလိုပဲကျွန်တော်အသေးကြီးလာလေးဖြစ်ပြီးဒီပဲလေချစ်တာလေးတစ်ခုပဲအားလုံးရရောက်အဲ့ဒါအဲ့အာရုံပေးရှင်ရတယ်စိတ်ကတော့ပြောတော့ပြောတော့ဒီကတတိယကုန်ပြီအဲ့တော့ဘာဖြစ်လဲဆိုတော့တန်တော့ပါမှာကျွန်တော်ရဲ့လေးကသူကအဲ့ဒါကပါမှန်းပြီးကျွန်တော်ပြောလာကြတော့ရေးဒီစားလေးကဒီကပြီးတယ်လို့အဲ့လိုစိတ်ပိုင်းဆိုင်အောင်ပြောပြဟုတ်ကဲ့ဆိုရင်ဒီလိုအားဖြင့်တော့ဒီကနေ့ပေါ်စကားရလက်တိအားလုံးများတော့တော့ဟုတ် positive ဖက်ကပြကြမသိတော့အောင်ပြီးအဲ့ဒါဒီပြန်ပြောစကားလေးကဆိုရက်ပြီးဘာမှဟုတ်လာပြီတော့ကိုကဒါပြီးလို့အိုင်ကိုဆိုင်ကိုပြန်ပြုတ်ဖို့ပြီးပြလိုက်တဲ့ခါကျတော့ကိုကပြန်ပြီးတော့အလေးပေါ့ဘောင်းမကောင်းတာလေးပြင်ပြီးတော့တန်ဖိုးထားစဉ်းစားပြီးတော့ဆိုတော့ကျွန်မတို့အောင်ရကျမတို့အတူရင်းနေကို mindset ကကိုကမပြောင်းရင်ကိုမပျော်ရွှင်ပြန်ရှိတယ်ပျော်ရွှင်တာမပျော်နာအဲ့ဒါကိုဒီရတာဒီပြောတာဒီကိုမှပိုက်ဆိုင်တာဟုတ်ကဲ့အဲ့လိုပေါ့ကျွန်တော်လေအခုနောက်ပိုင်းမှာတော့ energy ကိုဘာလို့လေသုံးကြရနော် energy ဆိုတဲ့စပလင်းရန်သုံးကြရလေကိုကကိုမှာကောင်းတဲ့ vibe တွေ energy ရှိရဆိုလို့ရှိရင်ကောင်းတဲ့အရာတွေလာလို့ကိုမင်းညားတယ်လို့ပြောကြတယ်နော်ကြတော့ဒီတာမန်နဲ့စဉ်းစားကြည့်မယ်တချို့လူတွေကနာနာကပ်သွားရင်ရမ်းပူပဲနေရှိတချို့လူတွေကနာနာကပ်သွားရင်အေးချမ်းမြအားရှိတချို့ကျတော့နဲ့စကားပြောရတဲ့အားရှိသွားတာဆိုရင်လူတွေလည်းရှိရတယ်ဆိုတော့ကိုကအခုအသက်ကြီးလာတဲ့ခါကျတော့ဒီကျမအမြင်ပေါ့သွားထင်တာတော့အမြင်ကနည်းပြောင်းလာအရင်တော့အရာရာအားဖို့များဖို့ဆိုတာပို့ပြီးတော့များတယ်ဒါပဲဖြစ်ဖြစ်ကို့အတွက်ပဲစဉ်းစားတာများတယ်ငယ်သေးတဲ့ခါနည်းနည်းကြီးလာတဲ့ခါကျတော့ကိုတယောက်တည်းမဟုတ်တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ပုံနဲ့ဟာသဟဇာတာရှိမှသာရဲ့ကိုလည်းပျော်နေနိုင်တယ်သူများလည်းပျော်နေနိုင်တယ်ဆိုတော့အရင်လေးရှိအောင်အဲ့ခါကျတော့နှလို့အရင်ပျော်အောင်ကြိုးစားတာဟုတ်ပြီလေလို့အများနဲ့တော့ပြောမကြပါဘူးအများနဲ့လည်းအဆူပြေနေပါဘူးဒါပေမဲ့ကိုယ့်ရဲ့ဒီ energy တခုနော်ကိုယ့်ရဲ့ကိုနာကိုသူများကတ်လာရင်ဘလို့ခံစားရမယ်ဆိုတဲ့ဟာကိုပါထည့်ပြီးပွေးတဲ့အရင်တော့အဲ့တွေးပါအရင်တော့ကိုယ်စိတ်ကရှိရဲ့အဲ့ပဲနေလိုက်တာပဲခုလှုပ်ချင်တာလုပ်ပဲဟိုတယောက်တည်းကြိတ်ကြီးခံစားရတဲ့ခါကြီးလည်းရှိတယ်ဘလို့မှမခံစားနိုင်တဲ့ခါကျရင်တငယ်ချင်းတွေကိုတပူပူနဆူဆူနဲ့ခေါ်ပြီးတော့စကားတွေပြောလိုက်ငုံပြလိုက်ခဏမွေလဲဖုန်းနဲ့တခါလဲဘလောက်အစင်မပြေတဲ့အကြောင်းကြီးညီးလိုက်ပါလုပ်ခဲ့တာနော်ပြီးရတော့အခုနည်းနည်းကြီးလာတဲ့ခါကျအဲ့ဟာလေးတွေကရော့သွားပြီးတော့
ကိုပြောက်ကဲမဟုတ်ကိုကောက်ကျင်မှာလူတွေရှိရဲကိုဒီပင်နဲ့ကိုကလူရုံမှာပေးခြင်းမပေးအဲ့လေးတွေကခက်စင်းလာပါခါမှာတော့နည်းနည်းလေးခင်းကင်းရလေတဲ့ပို့ရွယ်လာလေနည်းနည်းအမြင်နေပုံကျလာလဲချစ်ကောင်းဖဲဖြစ်နိုင်တယ်နော်နာညီမပြောရတယ်ပါစေဘာလေးတတိတာနေလဲစေပေါရုံးကျင်ကိုပေါရုံးကျင်မှာလူတွေရှိလဲစီတာတော့အများကြီးရွေးကြည့်ရနိခါလေးကျရင်ကိုကတစ်ချိန်လုံးတကြီးကြီးဖြစ်နေတယ်တချို့တကယ်ချင်းမိကြအရန်ကောင်းပါပဲနားထောင်ပြီးရခါလေးကျရင်ပုဂ္ဂိုလ်ရလဲနားထောင်ရုံရဲ့ဒီဟိုအချိန်ရလော်ပြီးတော့လေဒရာမာတွေဆက်ခင်းနေသေးရဲ့ရှိတတ်တယ်ဆိုတော့လေအဲ့လိုဒရာမာတွေခင်းနေတဲ့ခါကျရင်ကို့မလိအုပ်ပေးမဲ့လူရှိတာလေအမျိုးကောင်းနော်တော်ပြီတော်လောက်ဝေကဒီလောက်ဆိုရက်လောက်ရက်တိတ်နေပေါ့အဲ့လိုပြောပေးမဲ့လူကိုနားမှာရှိကောင်းမယ်စီကဲ ဒီမှာကတော့အထရမဖရမကိုဘာမှမသိဘူးလို့ရက်ပါလို့ပြောမပြောနိုင်ဘူးနော်ဆိုတော့မတို့မြင်မြပြောကြပါလို့ sharing လုပ်ပေးကြပါလို့ပြောအဲဆိုတော့နောက်တစ်ခုကခုနအမစိတ်ညှောက်ရည်လိုက်တဲ့နေရာမှာဆိုရင်ညီမတို့တပြည့်ပြည့်နဲ့ life long journey လေးကိုသွားနေကြလို့ပေါ့နော်မြန်မာမှာ first year second year တက်တယ်အဲ့ဒီမှာဒီနိုင်ငံခြားမှာကျောင်းတက်ရတယ်ဆိုတဲ့ဟာမျိုးကြားလိုက်တော့ဆိုတော့ဒါလုံးဝ changes တွေတခုဖြစ်သွားမယ်ထင်တယ်ပေါ့ဆိုတော့အဲ့တော့ရေချမ်းမိကြလည်းဖြစ်တယ်အပြောင်းလဲအဓိကရေချမ်းမိကြဆိုတာတဲ့decision တခုကိုချမှတ်ပြီးတော့သွားလိုက်ရရဆိုတဲ့ဟာမျိုးဖြစ်တယ်ဆိုတော့အဲ့ဒီခါမှာကို့အနေနဲ့ပေါ့နော်decision တခုကိုလုပ်ပြီးတော့ချမှတ်ပြီးတော့မှသွားလိုက်ရတဲ့အခါမှာအားထုတ်လိုက်အပိုင်းနေတယ်ရှိကောင်းရှိတယ်နော်ဆိုတော့အမအနေနဲ့အဲ့လိုမျိုးဘယ်လိုမျိုးတွေအဲ့မှာအားထုတ်ခဲ့လဲပြီးတော့ခုနပြောထားတဲ့မှာဆိုလို့ရှိရင်လည်းဒါကိုယ့်ရဲ့ဘေးနားမှာရှိတဲ့လူတွေကအရင်ရေးကြည့်ရလို့ပါပြီနော်အဲ့တော့အဲ့ဒီသွားတဲ့အခါမှာညီမအနေနဲ့ခံစားမိရခကြီးတစ်ခုသွားနေတော့တယောက်တည်းဆိုလို့ရှိရင်လို့ရှောက်မလဲရသေးလို့ရှိရင်ငါဒီခီးမှာအဆင်ပြေပါမလားဆိုတော့မရှိဘူးဆိုတော့ဘယ်လိုမျိုးအဆင်ပြေအောင်ဖြစ်တိုင်းခဲ့လဲဆိုတာမရှိသူများလေးဝင်မျိုးငယ်ငယ်နဲ့နိုင်ငံသားသွားတော့ပေါ့ပထမဦးဆုံးချိန်လေးစီးပူးတဲ့အချိန်မှာတက်က30ကို့စီမှာအကြောင်းပြီးတာမှအစားအကုန်လောက်ကြတယ်နိလောက်ကြတဲ့အခါကျတော့အဲ့လိုကျောင်းပြီးပြီးတော့ကျောင်း6သားတွေပါရိုင်းနေဆိုအသက်30လောက်ဖြစ်သွားတယ်ပေါ့နော်ဒါနဲ့အဲ့ဒီ30ဖြစ်တဲ့အတွက်ကြောင့်ဘလို့လဲပို့ပြီးတော့တောင်းလို့ကြီးတယ်လို့ခံစားရတယ်ကို့မှာမိသားစုရှိရဲပြီးလို့ရှိရင်အဲ့ဒီချိန်မှာဟိုကမိသားစုကဝင်ငွေရှာသေးတဲ့သူဖြစ်နေဆိုတော့ဒီဝင်ငွေကိုရက်တက်ပြီးတော့မှနေရာတစ်တခုမှာသွားပြီးတော့ဘာမှန်းသိသေး risk အရန်ကြီးတဲ့အောင်မြင်လားအခြေကြမလားမကြောက်ဘူးလားမသိသေးဘူးမတော်ကတော့ကြောက်တက်တာမဆာဘတ်တက်တာပေါ့လေအဲ့လိုဆိုတော့ပြီးတော့ဟို board scholarship နဲ့သွားမှာပေါ့မဟုတ်တော့ကြတော့ကိုယ့်ရဲ့စည်းကိုရှာရမယ်ပြီးရင်အိမ်မာကလည်းပဲဒီကိုဝင်ငွေဝင်နေတဲ့ကိစ္စရက်တွေရက်တန့်ပြီးတော့မှသွားမှာဆိုတော့ကိုမရှိတဲ့အချိန်မှာမိသားစုကသူ့ဟာဆိုလေပအောင်စူးစမ်းရအောင်မယ်အဲ့လိုဆိုတော့ကိုယူကားတဲ့တောင်ကြီးကအရင်ကြီးနေတာပေါ့နော်ဟိုအထုပ်ကြီးကအရင်လေးပြီးတော့တခါအဝန်းကျင်အစ်စ်ကိုရောက်တဲ့အခါရုံးကန်ရတာကိုကဟိုဒီမှာတော့လောက်ခဲ့တယ်လို့ပြီးကြီးညာတက်အရာရှိဆိုတဲ့ပုံစံမျိုးနဲ့အလုပ်သွားလုပ်ရတာမဟုတ်ပေါ့ကျောင်းတက်တဲ့အချိန်မှာတော့ကိုကကျောင်းသူအလုပ်လုပ်တဲ့အချိန်မှာကျတော့ဟိုတယ်မှာစပွဲလို့လည်းနော်ချိန်ပိုင်းစပွဲလို့ပေါ့ဆိုတော့ဒါကိုယ့်ရဲ့ဘဝကအဲ့လိုအရင်တော့မချက်တန်းပြည့်တဲ့နေရာတခုကိုတွားလိုက်ရတာဖြစ်သွားအဲ့တော့ဒါပေမဲ့ဘာမှမခက်သေးသေးလားဘာဖြစ်လို့လဲဆိုတော့လေကိုကကိုယ့်ရဲ့တောင်းလုံးကကြီးနေတဲ့အတွက်ကြောင့်စိတ်ထဲမှာရှိသမျှအားလုံးဒီအချိန်တိုင်းကအကြောင်းပြရမယ်အချိန်တိုင်းကအလုပ်လုပ်ရမယ်အခုလက်ရှိအချိန်မှာကိုသုံးနေတဲ့စရိတ်ကာပြရအဲ့ဒီအာယုံနဲ့ပဲဒီအလုပ်ကိုလုပ်နေရဖြစ်တဲ့အတွက်အဲ့ဒီ2နှစ်ခွဲ3နှစ်လောက်ကအခုပြန်ကြည့်တော့မှသာအော်ငါ risk ကိုအကြီးယူခဲ့တာပဲလို့တွေးမိတာအဲ့ဒီအချိန်တုန်းကတော့ဘာမှအရင်ကြီးမပင်ပန်းနေလူစိတ်ပိုင်းဆိုင်ရာပင်ပန်းတာရှိရဲ့ဒါနဲ့ခုနလိုမျိုးပေါ့နော်တကူဘယ်လိုပြောမလဲအိမ်လဲတိတ်မလွန်အောင်အထီးကျန်လဲတိတ်မဖြစ်ဘာလို့ဆိုတော့စိတ်ကလည်းအောင်လူကလည်းမအောင်အဲ့ကဲမှာပဲတိနှစ်ထားနော်အဲ့တခါလေးကျရင်စဉ်းစားမိရဲ့ကိုကဘလို့ဖြတ်တိုင်းရမှန်းမသိဘူးခက်ခဲတိတ်ကြီးတာလေလို့ထင်မိတဲ့အခါကျရင်လေဒီကိုနှမ်းနေတဲ့ခြေလမ်းလေးတစ်နှမ်းကိုပဲကိုအာရုံစိုက်လိုက်အောင်မတောင်းတက်တဲ့အခါကျရင်အဲ့လိုမျိုးဖြစ်နေဟိုအဝေးကြီးကိုလက်စဉ်းစားလို့ရှိရင်ဟဲအဝေးကြီးပဲပေါ့နော်အဝေးလိုသေးတယ်ရောက်ပါမလားအဲ့လိုမျိုးတွေတွေးဖူနေတာထက်အခုလှမ်းနေတဲ့ခြေနှမ်းကိုပဲအာရုံစိုက်ပြီးတော့ခြေမချော်အောင်လှမ်းမယ်အထုပ်အပိုးတွေပါရင်လည်းဒီအထုပ်အပိုးတွေပြုတ်မကြအောင်လှမ်းမယ်အဲ့လိုလေးတွားလိုက်လို့ရှိရင်သူကခရီးအချိန်တည်းရောက်ပါနော်တခုရှိတာအဲ့လိုကတော့ငယ်သေးတာငယ်သေးတော့အင်အားကလည်းအပြည့်စုံနော်ဒါလည်းပါလို့ထင်တယ်ဆိုတော့တိတ်ပြီးတော့လည်းအိမ်မလွမ်းလိုက်ရအောင်တိတ်ပြီးတော့လည်း
အထီးကျန်လဲတိတ်မဆန်လိုက်ရအောင်ပြင်းပြင်းမှန်တော့ရှစ်ခဲ့တယ်သို့တော်လည်းပဲပြန်ပေးတိုင်းကိုကျင်တဲ့ကိုကတော့ပြေရခဲ့ပြောရ ဆိုအမဆက်ပြီးတော့တွေးနေပါဒါဆိုအမစိတ်ချင်ဟိုရောက်ခဲ့ရသူကဘို့လုံးဆရာရှိရဲ့အလုပ်လေးကိုတေချာသိရလမ်းကြီးတလမ်းကြီးသွားနေလမ်းကြီးသွားတဲ့သူအောင်မေးချင်တာလေဆိုတော့အခုဆိုလို့ရှိရင်လေဒါglobal food safety မှာဆက်ပြီး run နေအဲ့တော့ကိုအနေနဲ့တခုခုကိုလုံနေရင်းနဲ့မှာကွာနေရင်းနဲ့မှာfeeling stop ပေါ့အဲ့ဒီနေရာမှာငါရက်တက်နေတာလားဆိုပြီးတော့ဖြစ်ခဲ့ဘူးလားတွားနေရင်းနဲ့မှာလေ ဖြစ်တာပေါ့ဖြစ်တာပေါ့အဲ့အတိတ်ကိုပြန်ပြောရရင်တိတ်ကိုပြန်ပြောရရင်တော့ဘယ်အချိန်မှာဖြစ်လဲဆိုရင်ဝဲရသွားတယ်အလုတ်ကမရဘူးအဲ့တော့ခုနကလူတွေမှာလဲလေကိုယ့်ရဲ့ရင်ထဲကခံစားချက်ကကိုရောက်နေတဲ့ခြေနေပေါ်မှာတီးပြီးပြောင်းတာလေပြောင်းတော့ဥပမာဝဲမရခင်တော့ကိုယ့်ကိုဇွဲလို့လောက်တာโอเคတယ်ဘာမှမဖြစ်ဘူးဟိုမျက်နှာလည်းငယ်စရာအကြောင်းမရှိဘူးဝဲရပြီးတော့မှသူများတွေကအဲ့လိုအလုတ်ကြီးလို့ခေါ်ကြတယ်အလုတ်အဲ့ဒီအလုတ်ကိုမရဘဲနဲ့ဇွဲလို့ဆက်လို့ရတယ်ဆိုရင်တော့ကိုကကိုစပြီးတော့တိတ်ငယ်လာတာပေါ့နော်ငါကတကယ်ဆိုရင်ဒီနေရာမှာနေရမယ်လို့မဟုတ်ဘူးဘာလို့ငါဒီလုတ်တွေလားအဲ့ဒီလုတ်နေရသေးတာလဲဆိုရဲစိတ်မျိုးကြီးဖြစ်တာပြီးရင်အဲ့ဒီအလုတ်ကြီးလို့ခေါ်တဲ့ကုမ္ပဏီအလုတ်ရဖို့အတွက်အလုတ်ရှာတစ်နှစ်ကြာဆိုတော့အဲ့တစ်နှစ်အတွင်းထဲမှာဒီစိတ်ပင်ပန်းမှုကအကြီးမားဆုံးဆိုနိုင်တယ်ပေါ့အဲ့ကာလဒီငါဘွဲရပြီးတော့မလို့လုံးမရတာလေသူများတွေလုံးရလေငါကဘာလို့မရတာလဲငါကဘယ်နားမှညံ့နေကြတယ်ငါကဘာတွေမတော်လို့လဲငါရဲ့ CV ရောငါရေးဖို့ရေးရမှားနေလို့လားရှောက်တဲ့အလုပ်တွေကကြီးလိုက်လို့ရှိရင်လေငါ့ကိုဓာတ်ရိုက်ခေါ်နေတယ်လို့ပဲပေါ့နော်အဲ့မဲ့ပြီးတော့ interview မေးတောင်မရဘူးပေါ့အလုံးလျှောက်တာလဲဂျာနဲ့ချီကြီးလျှောက်ရတာဘူးဆိုတော့အဲ့လိုမျိုးတွေဖြစ်လာလေဆိုရင်ခုန stuck ဖြစ်တယ်ဆိုတော့အဲ့အချိန်ပါခံစားရတယ်နော်မဘာလို့ရှေ့ကိုမရွေ့ရလဲဆိုခံစားရဒါပေမဲ့အဲ့ချိန်ကျတော့ဘာလို့ရလဲဆိုတော့မရွေ့မချင်းရှေ့ကိုမရောက်မချင်းတိုးအောင်ဒီတဆင့်ကတော့ကြော်ရမယ်ဆိုရယ်နော်တငယ်ချင်းတယောက်ရဲ့အမေကပြောပြီးရယ်ပြောလဲဆိုတော့ခက်ခဲဖြစ်နေတဲ့ကိစ္စတစ်ခုကိုတွေ့ရင်နဲ့မရအောင်ကြော်တဲ့ဘာလို့လဲဆိုတော့အဲ့ဒါကြော်လိုက်လို့ရှိရင်ဘဝဆင့်ရောင်းသွားမှာတဲ့ဆိုအဲ့လိုခဏလို start ဖြစ်တဲ့ခါကျရင်အဲ့စကားကိုပြန်ပြီးတော့လေနှလုံးသွင်းရတာပေါ့နော်ငါကြော်ရမယ်ဆင့်ရောက်နေတာနိုင်ငံကြီးတစ်ခုကိုဒီဟိုတွေ့ပြီးတက်နေရတယ်လို့ပဲလေငါဒီဆင့်ရအောင်ကြော်မရမှာရအောင်ကြော်မရမှာရအောင်ကြော်ဖို့စူးစမ်းလိုက်ရတာပေါ့နော်အဲ့လိုပဲဟိုဒီလူတိုင်းမှာပေါ့ချစ်တတ်တဲ့အခြေအနေတစ်ခုရှိတယ်သူကဘယ်လိုလဲဆိုတော့ဒီအချိန်မှာဒီဆင့်ကြော်ရမယ်ဆင့်လို့ကိုပြည်လေးစီကြော်တဲ့ရောက်အောင်မကြော်ဘူးဆိုရင်ကချိန်ကြလို့ရှိရင်ကိုကနောင်ခတ်ရတဲ့နော်ငါအဲ့လိုမှမလုပ်ဖြစ်ခဲ့ဘူးဆိုတဲ့စိတ်ကြီးဖြစ်တယ်အဲ့တော့အရန်ပင်ပန်းနေရန်ခက်ခဲတယ်ဆိုရင်ကိုယ့်ကိုပြန်သုံးသပ်ရမှာဒီဆင်းကငါရအောင်ကြော်အောင်တဲ့ဆင်းရအောင်ကြော်ဖို့လိုရဆိုရင်တော့ကြော်ရတော့တက်တိုင်းအဲ့လိုယူဆဟုတ်ကဲ့ဆိုတော့အဲ့လိုပဲပေါ့နော်ဒါအမားစိဆိုလည်းအဲ့လို Aries ဆိုလို့ရှိရင်အဲ့လိုမျိုးခံစားချက်ရှိခံစားတခုခုလုံနေနေမှာမလုံနေရဟုတ်ပဲနဲ့ကိုကလုံနေတယ်ဒါပေမဲ့လုံနေနေမှာငါam I on the right track ငါလုံနေရမှန်အောင်မှန်ရင်လားဒါမှမဟုတ်ရှိရင်ငါမှမတိုးတက်လာတယ်လို့ပဲနော်ဆိုခံစားချက်ကြီးပေါ့ဆိုတော့အဲ့လိုမျိုးခံစားရတယ်ပြီးတော့အမျိုးသမီးအနေနဲ့ကိုဆူတာပါလဲဆိုတော့ဓမ္မရီကဆုံးဖြတ်ချက်တခုချနေအဘက်ဘက်ကနေအများကြီးဆုံးဖြတ်ချက်ချအဲ့လိုချလိုက်ပြီးတော့မှလုံလိုက်တဲ့အပေါ်မှာအားရအလင်းကိုရက်တက်နေရလေခံစားရင်ပို့ပြီးတော့ဆိုးတာပေါ့ဆိုတော့ဒီလိုမျိုးစကားတဲ့ညီမတို့ရဲ့အမေကြီးစီကနေကြားရတယ်အော်ငါဒီမှာ stop ဖြစ်နေရဲဆိုတဲ့ဟာကိုဆိုတော့ဒီမှာရှိရဲ့အမတွေရောအဲ့လိုမျိုးခံစားချက်တွေခံစားဘူးလားပေါ့အဲ့လိုမျိုး feeling stop ဖြစ်နေရဲဆိုတဲ့ခံစားချက်ကလေးပေါ့နော်ညဝေပေးလေးရဒါတက်စီရှိမှရပါရောဆိုတော့ညီမတို့သူပြောရတယ်နားထောင်လိုက်ရရတယ်နော်ဒါပေမဲ့ဒီမှာရှိရဲ့ပြန်ပြီးပြောနေဆိုရင်အကုန်လုံးကညီမတွေဖြစ်တယ်ညီမတို့ judgment free အနေနဲ့ပေါ့နော်အဲ့တော့ no judgment ညီမတို့နားထောင်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတိတိကျကျလေးပေါ့ကိုရဲ့ညီမတွေပေါ့ဗတိုင်းနဲ့မှာပြောလို့ရတယ်ဟုတ်တခုပဲဖြည့်ပြီးပြောချင်ခေါ့ဘာလဲဆိုတော့ခုနလိုကိုကရှေ့ကိုမရွေ့ဘူးလို့ခံစားရတတ်တဲ့သူမျိုးကိုတန်တရားရှိတဲ့သူမျိုးဆိုရင်ကိုကလုံးလို့ရတွေ့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ပေါ့ကိုမှတ်တမ်းလေးထားမှတ်တမ်းထားရဲဆိုတော့ဥမာခုနလို Aries ပြောတဲ့လေအလုပ်တွေအများကြီးလုပ်နေရဆိုရင်ဒါဒီ2025တစ်နှစ်လုံးမှာငါဘာတွေလုပ်ခဲ့တယ်
2024တုန်းကဘာကြီးလုပ်ခဲ့လဲအဲ့ဒီတော့ကဘာမှဘလောက်ဟိုထားပါတော့ project 3ခုရှိတယ်အခု project 10ခုရှိတယ်ဆိုရင်ခဏန်းနဲ့မြင်လိုက်ရင်လူကလိမ်လို့မရတော့ဘူးလေကြီးလားအဲ့တော့ကိုယ့်ကိုယ်လေးမှတ်တမ်းလေးထားရင်တော့ဟိုဒီလို start ဖြစ်တယ်လို့ထင်တဲ့အချိန်ကြလို့ရှိရင်ပြန်ကြည့်လို့ရတယ်ပြီးရင်ကိုယ့်ကိုပြန်သုံးသပ်လို့ရတယ်ကိုယ့်ကိုပြန်အားပေးရနော်ဒီလိုလေးလဲပြောချင်းပါတယ်ဟိုဘာမှဘဝကိုတာမန်ဒီတိုင်းပဲမမှတ်မသားပဲနဲ့ချက်တန်းနေရတဲ့ဆိုင်ကိုယ့်ကိုမှတ်တမ်းနဲ့ချက်တန်းတာတော့စက်ဖြစ်တဲ့ခါမျိုးမှာအများကြီးတွေ့ရှိရဲဘော